အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဝင်ရအိမ်မလို့လည်းကိုချက်လို့ရတယ်ကျေဦးနဲ့ကျေဦးစီချက်ကလေးကိုလှူစားမှာပဲဖြစ်ပါတယ်ကျေဦးနဲ့ကျေဦးစီချက်လို့ဖို့အတွက်ဆိုလို့ရှိရင်ပေါ့နော်ဝင်ရစက်သားလေးနဲ့ချက်မှာဆိုတော့ကျေဦးလေးတွေကိုအရင်ဆုံးအညီနဲ့လေးတွေပျောက်သွားအောင်လို့ပထမဦးဆုံးတရေပြုတ်ထားပေးလိုက်ပါတယ်ပြုတ်ထားတဲ့ကျေဦးလေးတွေကပထမတရေရလာပြီဆိုလို့ရှိရင်တော့ဒီအရေလေးကိုတော့ဝင်ရသွန်ပြလိုက်တယ်ပေါ့နော်ပြီးရင်တော့ဒုတိယတရေကိုတော့ရေခက်များများလေးထည့်ပြီးတော့ဝင်ရပြုတ်ထားပေးလိုက်မှာပဲဖြစ်ပါတယ်အရသာလေးတော့ကိုတော့ဝင်ရစားအရသာမဟုတ်ကြားလေးနဲ့ငယ်ကိုပဲဝင်ရထည့်ထားပေးလိုက်ပါတယ်။ကျေဦးချက်တဲ့အခါမှာပေါ့နော်ကျေဦးရဲ့ဟင်းရင်လေးကချိုပြီးစိတ်နေဖို့အတွက်အရေးကြီးပါရှင်။ပြီးရင်တော့ဝင်တော့ထည့်မဲ့အသားလေးတွေဖြစ်တဲ့ချက်သားငါပဲပဲပြရဲ့မုံကြီးစိမ့်လေးတွေကိုလည်းဝင်ရအခုလိုမျိုးပြင်ဆင်ထားပြီးတော့မုံကြီးစိမ့်လေးတွေကိုတော့ဆိုင်မှာသွားစားတဲ့အရသာလေးတိုင်းပေါ့နော်ခက်ကြီးကြီးလေးတွေဝင်ရလှိပြတ်ထားပေးလိုက်ပါတယ်။ပြီးတော့ပဲပြားလေးတွေကိုလည်းပေါ့နော်အခုလိုမျိုးအချုံလေးတွေဝင်ရလှိပြတ်ထားပြီးတော့တက်သားကိုတော့ဝင်ရပေါင်းရင်းသားလေးတုံးထားပေးလိုက်တယ်ပေါ့နော်ပေါင်းရင်းသားစားတော့ကျေဦးစားတဲ့အခါမှာဆိုလို့ရှိရင်တက်သားရေုံသားထက်ပို့ပြီးတော့သူကအရသာရှိပါရဲ့ရှင်စစ်စစ်လေးလေးကလေးနဲ့ပေါ့နော်တက်သားရေုံသားကြားနည်းနည်းဖွာလို့ပေါ့နော်စသားလေးတွေကိုကိုလိုချင်တဲ့အနေထားတိုင်းတိပြတ်ထားပြီးပါရဆိုလို့ရှိရင်ငဖယ်ကိုရတာနှံ့မယ်ပေါ့နော်ငဖယ်အတွက်ဆိုလို့ရှိရင်စားရတာမော်လေးနဲ့ငယ်ကောင်းမောင်နဲ့ငယ်နဲ့ငရုတ်ကောင်းမော်လေးနဲ့ငယ်ရဲ့ဇင်းစက်သွန်ပြူကိုအရေးသေးညစ်ပြီးတော့ထည့်ပါမယ်ရှင်ဖယ်ကိုရတာနှံ့တဲ့ခါမှာဆိုလို့ရှိရင်ငရုတ်ကောင်းမော်လေးကတော့မပါမဖြစ်ထည့်ပေးရမှာပဲဖြစ်ပါတယ်ပြီးရင်တော့ငဖယ်လေးတွေကိုကတော့အရတာနှံ့ဆက်အောင်လို့ကိုလိုမျိုးနေပြီးပါရဆိုလို့ရှိရင်မမလေးဖြစ်သွားအောင်လုံးဝရပေါက်ထားပေးလိုက်ပါတယ်ပေါက်ထားတဲ့ငဖယ်လေးတွေကိုတော့ကိုစိတ်ကြိုက်အနေတော့အလုံးလေးတွေကိုဝင်ရကိုလိုမျိုးလုံးထားပေးလိုက်ပါတယ်လောင်ထားတဲ့ငဖယ်လေးတွေရလာပြီဆိုလို့ရှိရင်တော့ကျေဦးစီချက်ချက်ဖို့အတွက်ကိုဝင်ရစစ်ချက်ကလေးချက်ပေးမှာပဲဖြစ်ပါတယ်။စီချက်ချက်ဖို့အတွက်ဆိုလို့ရှိရင်စက်သွန်ပြိုတတိနုတ်နုတ်ကလေးတွေလှိထားတာလေးတွေကိုပေါ့နော်။မီးရအလဲလဲလောင်းနဲ့ဝင်ရခုလိုမျိုးလေးကြော်ထားပေးလိုက်ပါတယ်။ကျေဦးစီချက်အတွက်စက်သွန်မျိုးစီချက်ချက်တဲ့အခါမှာစနွေးမထည့်ရပါဘူးပြီးရင်တော့စီတက်တက်အဖက်တက်တက်ကိုအခုလိုမျိုးခွဲထားပေးလိုက်တယ်ဝင်းတို့တက်ထားတဲ့ဟင်းဦးလေးကလည်းစူလာပြီးတော့ပေါ့နော်အယိုးလေးတွေကလည်းနူးပြီးတော့အရည်လေးတွေကလည်းအခုလိုမျိုးကြီးလာပြီဆိုလို့ရှိရင်တော့ဝင်ရခုနလှိပြတ်ထားတဲ့ဒီချက်သားလေးတွေကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ပြီးရင်တော့ဝင်ရငဖယ်လုံးလေးကိုလည်းအခုလိုမျိုးလေးထည့်ပြုတ်ထားလိုက်တယ်ပေါ့နော်ဟင်းပြုတ်တဲ့အခါမှာလည်းဝင်းတို့ဂျင်းတို့စက်သွန်မိတ်တို့နည်းနည်းမိတ်တို့ပေါ့နော်ထည့်ပြီးတော့ပြုတ်လို့မရပါဘူးရှင်ပြုတ်တယ်ဆိုလို့ရှိရင်ကျေဦးဟင်းအနံလေးရပေါ့နော်အရသာလေးပြောင်းသွားတတ်ပါတယ်ငဖယ်လုံးလေးတွေကအခုလိုမျိုးရေပေါ်လေးပေါ်လာပြီဆိုလို့ရှိရင်တော့ဝင်းတို့ချက်သွားပြီပေါ့နော်ချက်တဲ့ငဖယ်လုံးလေးတွေကိုတော့ဗကန်လေးတစ်ခုထဲမှာဝင်ရအခုလိုမျိုးလေးဆက်ထုတ်ထားပြီးတော့ချက်ရိုးလေးတွေကိုလည်းပေါ့နော်ဝင်ရဆက်ထုတ်ထားပေးလိုက်ပါတယ်ပြီးရင်ဝင်းတို့ပြုတ်ထားတဲ့အသားလေးကြီးကလည်းရလာပြီဆိုတဲ့အခါမှာဗကန်လေးတစ်ခုနဲ့ပဲအခုလိုမျိုးဆက်ထုတ်ထားပြီးတော့ပဲပြားလေးတွေကိုဆက်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ရှင်ပဲပြားလေးပြုတ်ထားတော့မှဝင်ရကျေဦးစီချက်ချက်ဖို့အတွက်စီချက်ကလေးကိုရတာဆက်မယ်ပေါ့နော်တက်ကညာကြီးအခြေနောက်လေးနဲ့ငယ်ထဲစီချက်ကလေးနဲ့ငယ်ထဲပြီးနှမ်းစီလေးတစ်စွန်းထည့်ပါတယ်စားရတာမုံနဲ့ခုနဝင်းတို့ချက်ထားတဲ့စက်သွန်ဖြူစီချက်ကလေးကိုထည့်ပြီးတော့အရသာလေးနဲ့ထားပေးလိုက်တယ်ပေါ့နော်စာစံလေးတွေကိုလည်းဝင်ရနိုင်ခွဲလောက်ကြိုပြီးတော့စိတ်နာပေးလိုက်တယ်ပြုတ်ထားတဲ့ပဲပြားလေးတွေရလာပြီဆိုလို့ရှိရင်လည်းပေါ့နော်ခံလေးတစ်ခုတည်းဝင်ရခွဲထည့်ထားပေးလိုက်ပါတယ်ပြီးရင်တော့ဒီနေတာလေးဆိုလို့ရှိရင်ပေါ့နော်ချိုချိုဆစ်စိတ်လေးနဲ့တောက်လို့ကောင်းတဲ့ဝင်ရဟင်းရည်လေးလည်းရနေပြီပေါ့နော်ပြီးရင်တော့ဟင်းချိုချိုလေးထဲမှာပေါ့နော်စာစံလေးကိုအခုလိုမျိုးထည့်ပြုတ်ပြီးတော့အသီးရွက်လေးတွေကိုလည်းထည့်ပြုတ်ပြီးပါရဆိုလို့ရှိရင်ခုနဝင်းတို့နေထားတဲ့ဒီစီချက်အနှစ်ကလေးနဲ့စာစံနဲ့ဒီအသီးရွက်ကလေးကိုနယ်ဖက်ပေးလိုက်ပြီဆိုလို့ရှိရင်ဆိုင်မှာသွားစားတဲ့အရာသာအတိုင်းစာစံကျေးဦးစီချက်ကလေးရပါပြီရှင်စီဆက်ရတာလေးကိုဝင်ရောက်အခုလိုမျိုးနေပြီးသွားဆိုလို့ရှိရင်တော့ဆိုင်ရအတိုင်းပေါ့နော်ဝင်ရောက်ပွဲလေးပြင်ပေးလိုက်တယ်အခုနပြုတ်ထားတဲ့ငဖယ်လုံးလေးတွေရဲ့စက်သားလေးရဲ့ပဲပြားနဲ့ပေါ့နော်စီဆက်မှုကလေးကိုလည်းအပေါ်ကနေဖြူလိုက်ပြီးဆိုလို့ရှိရင်အရန်ကိုရတာရှိရဲ့ပြီးပြည့်စုံတဲ့ဝင်ရကျေးဦးစီချက်ကလေးရပါပြီရှင်ကျေဦးစီချက်အတွက်ပြင်ပြီးသွားဆိုလို့ရှိရင်တော့ကျေဦးအတွက်ကိုတော့ဝင်ရစာစံလေးကိုခုလိုမျိုးထည့်ပြုတ်ထားပေးလိုက်တယ်ပြီးသွားဆိုလို့ရှိရင်တော့ဝင်းတို့ခုနအစင်းလေးပြုတ်ထားတဲ့အသားလုံးပဲပြားနဲ့စက်သားလေးတွေရဲ့အရွက်ကလေးတွေကိုအခုလိုမျိုးထည့်ပြီးသွားပြီးဟင်းလေးကိုစမ်းပေးလိုက်ပြီဆိုလို့ရှိရင်တော့အရသာရှိရဲ့ကျေဦးလေးရပြီပေါ့နော်ဒီချက်နည်းလေးရဆိုလို့ရှိရင်ဝင်းအိမ်မှာကိုယ်တိုင်လှုပ်ရှားဖြစ်တဲ့နည်းလေးပဲဖြစ်ပါတယ်ကျေဦးကြိုက်တယ်ဆိုရင်လိုက်ပြီးတော့ချက်စားကြည့်ကြပါဦးနော်